TikTok family တို့ရေစိတ်မကောင်းစရာလေးတပုတ်ပြောပြချင်တယ်24ရက်နေ့อ่ะเนาะဖြစ်သွားတာ24ရက်တလား2026မှာပေါ့เนาะမှော်ပြီးဆက်သွားတော့မှာပေါ့เนาะစိတ်ရုံမှာအလုပ်တူတူလုပ်တဲ့လူများနှစ်ယောက်ကမျိုးသားစလော့ဂိမ်းနေလေစော့တယ်ပြီးတော့ဆေးဝါးလည်းမွေးဆေးဝါးလည်းတုံးဆွဲတယ်ပေါ့မိမကိုမွေးဆေးဝါးတုံးဆွဲဖို့ဆေးဝါးဘူးတောင်းတဲ့အခါမှာအမျိုးသမီးကမပေးဘူးလို့ပြောလို့အငင်းပွားပြီးစကားများပြီးဖြစ်ကြတယ်သူတို့မှာတမီးလေး2ယောက်ရှိတယ်အမေထားတာသူတို့ကအဲ့ဒီဒေတာခံတော့မဟုတ်ဘူးပေါ့နော်သူတို့ကအမျိုးသမီးကတာယာဝင်နေရနေတက်လာတာအမျိုးသားကတော့သူလည်းနေဘက်ကလည်းတက်လာတာပေါ့သူတို့2ယောက်ကစိတ်ရုပ်တွေမှာအတူတူလုပ်ပြီးတော့အိမ်အောင်ကြတယ်ကလေးတမီးလေး2ယောက်မျိုးပါတာအဲ့တော့အမျိုးသမီးကသူကအမျိုးသားကိုဂယုစိုက်တယ်ချစ်တယ်လို့လည်းကြားစိတ်မကောင်းစွာနဲ့ကအမျိုးသားကလမ်းမကိုရောက်သွားတယ်စလော့ခဲကိုစော့တယ်အကျွေးတွေတင်လာတယ်မွေးရစေးတွေတုံးဆွဲတယ်စိတ်တွေထွက်ကြတောင်းညံ့လာတယ်မွေးရစေးတုံးဖို့အတွက်ပတ်စံလိုအပ်လို့အမျိုးသမီးကိုတောင်းတဲ့အခါအမျိုးသမီးကတားမြင့်တော့စကားများပြီးတော့အနီးမှာရှိတဲ့ဓာတ်နဲ့အမျိုးသမီးလက်ပြီးကိုခုတ်လိုက်တယ်ခုတ်ပြီးတော့အမျိုးသားကစေးကြောင်ကြောင်တဲ့အတွက်မျိုးသမီးရဲ့ခေါင်းကိုခဏကိုထားခဲ့ပြီးတော့ခေါင်းကိုကျွတ်ထဲကိုထည့်ပြီးတယ်ထည့်ပြီးတော့မှောပြီးလမ်းမကြီးပေါ်မှာရှောက်သွားနေတာသွားပြီးတော့ကားတစ်စီးကိုချင်းချောက်ပြီးတော့တားလိုက်တယ်တားပြီးတော့သူကအောင်မင်္ဂလာအဝေးပြေးကိုမောင်းခိုင်းတယ်အဝေးပြေးတိုးခိတ်နာအရောက်မှာခေါင်းကြီးကိုလွတ်ပြလိုက်တယ်ပေါ့နော်အဲ့ဒီတော့အဲ့အကျော်လေးအလွန်ရောက်တဲ့အခါကျတော့ဒီဌာနဆိုင်ရာတွေကဖန်စီလေးတယ်လို့သတင်းရရှိတယ်။အဲဒီတော့ဘာကိုပြောချင်တာလဲဆိုတော့အမျိုးသမီးတို့တွေအိမ်တော်ပြုရင်ကြည်ပြကြပါလို့နော်ပြီးသွားတဲ့ခါကြရင်လည်းဒီစလော့ကိန်းလုပ်ငန်းဘလောက်လောင်လူဒုက္ခပေးတယ်ဆိုရင်ခုကျေးရွာလေးမှာလည်းလေတွေပေါင်နေကြပြီရှားလေးပေါင်ပြီးတော့ထိုးနေကြတယ်အစိုးရဝင်တဲ့အမျိုးသမီးလေးတယောက်ဆိုရင်လည်း3000ကျော်သွားပြီသူ့ရဲ့လစာကိုကျော်ပြီးတော့ဗောနော်ဒီစလော့ကိန်းကိုစော့တောင်ဝေမြို့နယ်ရန်ကုန်မြို့တောင်ဝေမြစ်ထာညွန့်မှာလည်း22နှစ်နေရနေတက်လာတဲ့ကောင်လေးကအလုံးလုံးရင်းနဲ့စလော့ကိန်းအကျွေး300ကျော်တင်လို့သူ့ကိုယ်သူတက်တယ်ပါရန်နဲ့ကောင်းတော့ဒီဖြစ်စဉ်တွေကလောဘရှိတဲ့လူတွေအချောင်လူကျင်တဲ့လူတွေတွေဖြစ်နေတဲ့ဖြစ်စဉ်အဲ့တော့မိမိလောဘကိုတက်နိုင်အောင်ထိန်းကြပါအရာရာဘယ်ဟာမှအလကားမရဘူးအတိပေးချက်ခုဖြစ်စဉ်ကတော့ကလေးလေးတွေကမိဘမဲ့အမှားပဲနောက်စစ်တွေအများကြီးပဲစိတ်